めみんなはဒီနေ့ကတော့岡山မှာရှိတဲ့一宮ပေါ့နော်岡山မှာအရင်နာမည်ကြီးတဲ့မိုမိုအဲ့ဒီစိုက်ပိုင်းလုပ်တဲ့နေရာပေါ့နော်သူတို့စိုက်ပျိုးရေးနေရာကိုတွားခဲ့ပါတယ်ဒီကသူတို့ fruit country လို့တော့ခေါ်တယ်ပေါ့နော်岡山ရဲ့အရင်နာမည်ကြီးတဲ့ကိုကြီးတုံတော့စားပြီးတော့တွားနေပါတယ်တကယ်တော့ bus ကားနဲ့တွားတာပါတကယ်ဒီစိုက်ခင်းဆိုတာစိုက်ခင်းကအကြီးဘက်ကိုတွားတာမဟုတ်ဘဲနဲ့အသေးလေးစိုက်ခင်းသေးသေးလေးပေါ့နော်ဒီမြို့ကန်တောင်ရွာကန်လို့ခေါ်မလားမြို့ကန်လို့ခေါ်မလားတောင်သူစိုက်တဲ့စိုက်ခင်းကိုတွားပြီးတော့လောက်အားပေးအနေနဲ့ပေါ့နော်ဘယ်လိုမျိုးဒီရာဒီမှာဆိုရင်ဘာတွေလုပ်တယ်ဆိုတာမျိုးလောက်အားပေးအနေနဲ့တွားပြီးတော့ကြည့်ရှုလေ့လာခဲ့ပါတယ်ကြည့်ရှုလေ့လာခဲ့ဆိုတာတည်းမြင်းတဲ့အတိုင်းပေါ့နော်ဒီအခုအချိန်အားသူတို့တွေဒီ beach အပင်ကိုပေါ့နော်အကုန်လုံးမြေကြီးကနေပြီးတော့အကုန်မြေလန်းဆွဲနှုတ်ပြီးတော့သူတို့တွေဒီဟာကိုပြန်ပြီးတော့ပြုပြင်ထိမ့်သိမ့်ပြီးတော့အစ်ပြန်ဆိုင်တော့မှာဆိုရဲကာလာဆိုတော့တို့ခိုင်းနေချိုးတယ်ခိုင်းနေညက်တယ်ပေါ့နော်ပြီးတော့ရင်အမြင့်တေအကုန်ဆွဲယူပြီးတော့ဆွဲနှုတ်ပြီးတော့လောက်ကြတယ်ပေါ့နော်အဲ့တော့အမအကြောင်းသားရဲ့ဒီလုံနေကြအရင်ပြောဖို့လည်းကောင်းခဲ့ပေါ့နော်ပေါ့ပြမကင်တတ်တဲ့သူနဲ့တရွေ့မကင်တတ်တဲ့သူနဲ့ဆက်ရွေးအကြောင်းသူအကြောင်းသားတွေထဲမှာလည်းအလိုရှိတယ်ပေါ့နော်ဒါပေမဲ့ဆရာတွေအားလုံးကူလုပ်ကြတာရဲ့ဒီတိုင်းရေမွေးလောက်ကြတာဆိုတော့အရင်ပြောဖို့ကောင်းခဲ့ပါတယ်ပြီးတော့ဘောနော်ဒီ clip video clip လေးကိုနည်းနည်းလေးအရှိလေးလောက်ထားတယ်ဘာလို့လဲဆိုတော့ဒီမှာနည်းနည်းလေးပြောချင်လို့ဘောနော်ဘာလဲဆိုတော့လေတွေ့လားအမှတောက်3တောက်ဆိုတာတိုင်3တိုင်ဟိုစုံပြီးတော့အလဲကနေပြီးတော့ဒီတန်ဟိုဟာကိုဆွဲထားပြီးတော့အောက်ကအမြင့်ကိုဆွဲပြီးတော့အဖိုးကလုံနေတာအရန်လေးစားရတယ်ဒီလားဘယ်လိုမျိုးလဲဆိုတော့ကျန်တဲ့သူတွေလည်းလုံးဝစူဝေါ်ကြီးဖြစ်နေတဲ့အနေထားအလုံးကြည့်နေကြတဲ့သူတွေလည်းဒီ site way အတူတူလုပ်နေကြတဲ့သူတွေချင်းနဲ့မှာတော့မှစူဝေါ်ကြီးပေါ့နော်အရန်မိုက်တယ်ပေါ့သူတို့တွေလည်းပထမဆုံးမြင်မှုတာဆိုတဲ့လူတွေလည်းအများကြီးပဲပေါ့နော်ဒီလူတွေထဲမှာအမဘာလဲဆိုတော့လေအဲ့ဒီဆွဲနေတဲ့အဖိုးကအသက်89နှစ်ရှိနေပြီတဲ့ဒီတို့နိုင်ငံမှာဆိုအသက်89နှစ်တည်အဲ့ရထဲမှာလဲရင်လည်းမလဲရင်လုံးဝကောင်းကောင်းမလုပ်နိုင်မရှားနိုင်ဆိုတဲ့အနေအထားမျိုးရှိတယ်လေနော်တို့ပေမဲ့အခုအဖိုးကအရန်အဲ့ဒီအမြင့်တစ်ခုတည်းကိုသူတယောက်တည်းဆွဲချသွားတာတကယ်အောင်ဝရကောင်းပါတယ်ပြီးတော့သူ့မဆွဲခင်ပြောတယ်ပေါ့နော်ဒီနာမည်တော့ထည့်မပြောတော့ဘောနော်ဒီဆန်ပေါ့ဒီမြေကြီးကမလောက်ရသေးဘူးចောင်းသားတွေလည်းအဲ့လိုမတူးရသေးဘူးပေါ့နော်အဲ့တော့ဟိုဘက်မှာတူးထားတဲ့အမြင့်ရှိရဲအဲ့ဒီចောင်းသားတွေတလက်အားလုံးဝိုင်းကူပြီးတော့တူးထားတဲ့အမြင့်ကိုလောက်ပါလားလို့ပြောဟာတဲ့ဘာဖြစ်ဘူးတဲ့ဒီဟာအဓိကတဲ့သူတို့တွေဟိုတဲ့ဒီမိုအပင်ရဲ့အမြင့်ကဘယ်လိုလဲဆိုတာပြကျင်တာဘယ်လိုဖြာထွက်လဲဆိုတာပြကျင်တာဒါကြောင့်မို့လို့တဲ့ဒီဟာကိုပဲတူးမယ်ပေါ့နော်လုံးဝအဲ့ဒီမြေကြီးကလုံးဝမထိရသေးဘူးမထိရသေးတော့အဲ့ဒါပဲတူးမယ်ဆိုပြီးတော့အဲ့လိုမျိုးလုံးဝသူဆရာထက်သွန်စွာနဲ့ဒီလားအဲ့ဒီကြိုးတွေလှုပ်တိုင်းနေလို့အမတွေ့တဲ့အတိုင်းသူတယောက်တည်းလောက်ကိုင်းပြီးတော့သူတယောက်တည်းဆွဲရတာကြီးကိုဆွဲပြီးအမြင့်ကြီးကြွလာတာမြင်တော့အတုံးမလုံးဝဝိုးတွေဝါးတွေဖြစ်တကယ်စူဝါရရှိလက်ခုပ်တွေပါတီးပြီးတော့အားလုံးကျူးဆိုကြနောက်ပြီးတော့အတုံးတို့ဒီမိုအဒီကထုတ်လုပ်တဲ့စက်ရုံပေါ့နော်အဲ့ဒီစက်ရုံအတွင်းဝင်ရောက်ပြီးတော့လေ့လာခဲ့ပါတယ်စက်ရုံလည်းလုံးဝအကြီးစားကြီးပါပြီးတော့နေ့လေစားခဲ့ပါတယ်နေ့လေစားရခြင်းပြောဆုံးမှာပါလို့ဆိုဒီတွေပါစားအောင်လို့ပါအတီးတွေစားရတဲ့အပြင်တုံတို့ပွဲရမ်းစားတဲ့အတွက်ကြောင့်မို့နောက်ပကံချပေးပါတယ်ဒါကတော့group discussion မှာတကယ်တော့ group discussion လုပ်တာဟပ်ပြောပါတခါ presentation မှာလုပ်ကြရပါတော့အဲ့တော့ဟပ်ပြောလုပ်နေတဲ့အတွက်ကြောင့်မို့လို့ပုံတော့မရိုက်ခဲလိုက်ရပါဘူးဒါပေမဲ့ group မှာတော့ရှိတော့မှာပါအခုကတော့နောက်တစ်ပွဲထပ်ချပေးရဖြစ်ပါတယ်နောက်တစ်ပွဲလည်းထပ်စားလိုက်တာပါပဲဒါကတော့အပေါ်ကနေလိုက်ရိုက်တဲ့ရှုကင်ပါဟုတ်ပါတယ်အခုကတော့ပြန်နေပါပြီဘတ်စကားဘောရောက်ပါပြီဒါကတော့အကြောင်းတော်ကြီးကိုဝင်ရောက်လာပါပြီပြီးတော့ရင်တော့အိမ်ပြန်ရပါတော့မယ်ဘိုင်ဘိုင်ဒီနေ့ကတော့ဒီလောက်ပါပဲပို့တရားရဖို့အတွက်အားလုံးတနေ့တာဖြုတ်ပြမှုလေးအနေနဲ့ဒီ vlog လေးကိုတင်လိုက်ပါတယ်အားလုံးပဲကျေးဇူးများတင်ပါတယ်ရှင်